auto ဝိုင်းရနေပြီးတော့ကြိုဆိုပါရစေညီမတို့ PP9 ရဆလဲပါဆလဲဒီတစ်ခါဆလဲတို့ရဲ့ PP9 ရန်ကုန်ရှိုးတို့မှာဘာကားလေးရှိမလဲဆိုတော့လိုက်ကြပေးပါမယ်လိုက်ခဲ့ပေးပါဦးနော်လက်ရှိဆိုလို့ရှိရင်တော့ဆလဲတို့ရှိုးတို့မှာ down fan mic လေးလည်းရှိပါမယ်ဒီကောင်လေးဆိုရင်တော့ model 2025 model ဖြစ်ပြီးတော့ရန်ကုန်လိုင်စင်နာမည်ပေါင်းနဲ့စီးရမှာပါဈေးနှုန်းအနေနဲ့ဆိုလို့ရှိရင်တော့1600ဝန်းကျင်မှာရှိပါမယ်နောက်ထပ်အနေနဲ့ဆိုလို့ရှိရင်ဆလဲတို့ရှိုးတို့မှာဆိုရင်ဘေဂျင်း A7 လေးလည်းရှိမယ်ဒီကောင်ဆိုလို့ရှိရင် model 2026 model ရမယ်နာမည်ပေါင်းနောက်ဆုံးနံပါတ်နဲ့စီးရမှာပါဈေးနှုန်းကတော့ဒီ2000ဝန်းကျင်မှာရှိမယ်ပေါ့နော်3000ကျော်ဝန်းကျင်မှာရှိမယ်ပြီးရင်တော့ဘတ်ဂျွန်လေးရှိမယ်ဘတ်ဂျွန်လေးဆိုလို့ရှိရင်အခုလက်ရှိက store install နေနေဆိုလို့ရှိရင်တော့ CS နံပါတ်ထွက်ပြီးသားလေးရှိမယ်ဒီကောင်လေးဆိုကီလိုကတော့1000ကျော်လောက်တော့ပါမယ်ဈေးနှုန်းကတော့1500ဝန်းကျင်ပေါ့နော်စတိလိုချင်နေဆိုလို့ရှိရင်လည်း pre order စုံစမ်းလို့ရပါတယ်နောက်ထပ်အနေနဲ့ဆိုလို့ရှိရင် Suzuki ချစ်သူတွေအတွက် Suzuki Artica လေးလည်းရှိပါမယ်ဒီကောင်လေးက200နံပါတ်ရန်ကုန်လိုင်စင်လေးနဲ့ model 2020 type 4လေးပါဒီကားလေးဆိုတော့ဈေးနှုန်းက1400ကျော်ဝန်းကျင်မှာပဲရှိပါမယ်နောက်ထပ်အနေနဲ့ဆိုလို့ရှိရင်တော့ BIC ရဲ့ BJ60 ကားကြီးလည်းရှိပါမယ်ဒီကောင်လေးဆိုရင်တော့ကီလိုလေးက9900ပါပြီးတော့မှ model 2025 model ရပါမယ်နံပါတ်လေးကတော့ 7S ရန်ကုန်လိုင်စင်နံပါတ်လေးနဲ့ပါနောက်ထပ်အနေနဲ့ဆိုလို့ရှိရင် Euro ကားတွေကိုမှစိတ်နဲ့တက်တဲ့သူတွေအတွက် Porsche Carrera S လေးလည်းရှိပါမယ်ဒီကောင်လေးက model 2010 model engine power အနေနဲ့ဆိုလို့ရှိရင်တော့ 4.8 လေးပေါ့နော်ဒီကောင်လေးကတော့ဈေးနှုန်းအနေနဲ့ဆိုလို့ရှိရင်တော့3200ကျော်မှရှိပါမယ်နောက်ထပ်အနေနဲ့ဆိုလို့ရှိရင် EV ကားလေးစိတ်ဝင်စားတဲ့ customer တွေအတွက် Seledo showroom မှာအရန်မိုက်တဲ့ Massive Mifa 9လေးလည်းရှိပါမယ်ဒီကောင်လေးဆိုလို့ရှိရင်7 seater နဲ့အရန်မိုက်တဲ့ကားလေးပါ race ဆိုလို့ရှိရင်လည်းသူက965 km ရပြီးတော့ဈေးနှုန်းကဆိုလို့ရှိရင်3200ကျော်ဝန်းကျင်မှရှိပါမယ်နောက်ထပ်လည်း EV လေးရှိသေးတယ်နောက်ထပ်အနေနဲ့ဆိုရင်တော့ Volkswagen ID4 လေးရှိပါမယ်ဒီကောင်လေးဆိုရင်နာမည်ပေါင်းရအောင်မယ်ဈေးနှုန်းလေးဆိုလို့ရှိရင်တော့1900ဝန်းကျင်မှာပဲရှိပါမယ်သူက range က600 km အောင်ရပါတယ်နောက်ထပ်အနေနဲ့ဆိုလို့ရှိရင်မြို့ရင်းသုံးဖို့အတွက် city car လေးရှာနေရဆိုလို့ရှိရင် EV ထဲမှာမှ range က300 km ရပြီးတော့ဈေးနှုန်းလေးကလည်း900ဝန်းကျင်နဲ့စီးရမယ်ခြံငန်းရဲ့ Bunny Easter လေးလည်းရှိပါမယ်သူဆိုလို့ရှိရင်နာမည်ပေါင်းရအောင်မယ်ကားလေးပါနောက်ထပ်အနေနဲ့ဆိုရင် EV ထဲမှာမှတက်စီရဲ့ရှာနေရဆိုလို့ရှိရင် EV တက်စီလေးဖြစ်တဲ့ခြံငန်းရဲ့ Aero တက်စီလေးလည်းရှိပါမယ်ဒီကောင်လေးဆိုရင်နံပါတ်အနီလေးနဲ့ရမယ်ဈေးနှုန်းကတော့900ဝန်းကျင်ပဲပြီးတော့လို့ရှိရင် race နေနဲ့ဆိုရှင်လည်း400 km ရပါတယ်နာမည်ပေါင်းနောက်ဆုံးနံပါတ်နဲ့ရပါမယ်အခုစလိုက်ပြပေးခဲ့တဲ့ကားလေးတွေကငွေစင်အလဲထက်အရေးကျနဲ့လည်းရပါတယ်အခုစလဲတို့ရန်ကုန်ရှိုးတို့မှာရှိတဲ့ကားလေးတွေကိုစိတ်ဝင်စားလို့ကြည့်ရှုရှင်နေဆိုလို့ရှိရင်စလဲတို့ရဲ့ရန်ကုန်လိပ်စာဖြစ်တဲ့တကေတာ A1 လမ်းမကြီးပေါ်မှာလူကိုယ်တိုင်လာကြည့်ရှုလို့ရတယ်လို့မျိုး hotline phone number တွေဖြစ်တဲ့3995992996 399252386338 phone number တွေကိုလည်းအသေးစိတ်ဆက်သွယ်ဆုံးသမီးမြတ်နိုင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ညီမတို့ PP9 ရဆုလေပါ